ဂျပန်ဆောင်ကို3လတည်ယူပြီးရရှိနိုင်တဲ့ဆောက်လုပ်ရေး training visa ရဲ့အားသာချက်အားနည်းချက်တွေကိုသိထားဖို့လိုအပ်ပါမယ်။ရန်ကုန်မှာဆိုရင်တာကေတာတောင်မွေမြောက်တုတ်ကုန်းနဲ့လဲရမှာလဲစာကူရာကျောင်းခွဲမြောက်ဖွင့်လှစ်ထားတဲ့အပြင်နေကားလက်တက်ချင်တဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေကိုစီစဉ်ပေးပါရယ်။နံပါတ်1အချက်ကတော့လစာပါ။တခြားအလုပ်တွေထက်လစာပိုကောင်းတဲ့အပြင်အချိန်ပို bonus လစာတူတာတို့ရှိတာကြောင့်လူကြိုက်များပါရယ်။ training visa ဟာဆိုရင်ရန်14,000ကနေ18,000၊တိုကုတေး visa ဟာဆိုရင်ရန်23,000ကနေ35,000ထိဝါဗီဇာဟာဆိုရင်ရန်23,000အထက်ရရှိနိုင်မှာဖြစ်ပါတယ်။နံပါတ်2အကျွေးစနစ်နဲ့ရမရဆိုတဲ့အပိုင်းမှာ training visa ဟာဆိုရင်ပညာသင်စရိတ် education fees ပေးသွင်းရတဲ့ပုံစံတိုကုတေးဆိုရင်အရေးကြီးစနစ် installment program နဲ့ဝါဗီဇာဆိုရင် agency fees တပြားမှပေးစီရမလို့တဲ့ zero cost များပဲဖြစ်ပါတယ်။နံပါတ်3ဂျပန်စာရေးချင်းကန့်သက်ပါ training visa ကတော့ဂျပန်စာကို3လတည်ယူပြီးဆိုတာနဲ့အခွင့်အရေးများရရှိနိုင်တာကြောင့်ဂျပန်ကိုအမြင်ရောက်ချင်တဲ့ပတ်သက်မြင်စုချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။တိုကုတေးဗီဇာဟာဆိုရင်အနည်းဆုံး F4 အောင်လမ်းပတ်နဲ့တိုကုတေးလက်မှတ်ရှိထားဖို့လိုအပ်တာကြောင့်ဂျပန်စာမလုံးနိုင်တဲ့သူများထက်အခွင့်အရေးပိုရချင်တဲ့ဆိုရင်အထူးသိလျော်ပါတယ်။နောက်ဆုံး Work Visa ကတော့ Entry Pass ကိုမှ Engineer ဘွဲ့ရရှိထားတဲ့သူတွေအတွက်အထူးသိလျော်ပြီးတော့ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့်ရရှိချင်တဲ့သူတွေအတွက်ရွေးချယ်တင်တဲ့ထက်ပါပါတယ်။ဒါကြောင့်ရန်ကုန်၊မန္တလေး၊တောင်ကြီး၊ပခုက္ကူနဲ့မော်လမြိုင်မြို့တွေမှာဖွင့်လှစ်ထားတဲ့စာကူရာကျောင်းခွဲတွေမှာဂျပန်စာကိုစ조사သင်ယူပြီးပိုကောင်းတဲ့အနာဂတ်ကိုတကယ်လက်တွေ့ကောင်းတွေခေါ်လိုက်ပါရှင်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။